ပါတယ်ဆိုတာပထမဆုံး message ကလည်းပြောချင်ပါတယ်အဲ့ဒါတော့အဲ့ဒီသတင်းကောင်းလေးကိုကျွန်တော်တို့အားလုံးကျန်တာဖွင့်ရမယ်ကျွန်တော်အချိန်နဲ့နည်းနည်းယူတာဖြစ်တယ်ဒီကဘူကြီးကထောင်ပန်ကအစားအားလုံးဝန်ထမ်းရေးပေါ်ရေးပြည်ကလည်းကျွန်တော်တို့အချိန်ပေးတဲ့အတွက်တော့ကျွန်တော်တို့အရင်ကိုကျေးဇူးတင်တယ်ကျွန်တော်တို့လည်းပြည်ထရေးကိုဒီမှာအခွင့်တောင်းထားတယ်ပြီးတော့အခုမှရှိတဲ့ငွေကြေးမှုရှိမှလည်းခွင့်တောင်းထားတယ်တိုင်းရေးမှုရှိမှလည်းကျွန်တော်တို့တွားပြီးတော့ခွင့်တောင်းထားတယ်အဲ့ဒါလည်းအားလုံးကသူတို့ကဖရာရဲ့ကျေးဇူးတော်ကြောင့်ပေါ့နော်ယေရှုခရစ်တော်နာမတော်ကိုကျွန်တော်တို့လက်ခံနဲ့အခွင့်လည်းပေးတယ်အမိစားလည်းထုတ်ပေးလိုက်တဲ့အတွက်ကျွန်တော်တို့လည်းအားလုံးဒီမှာအချင်းဦးစီးဌာနမှာတာဝန်နော်အားလုံးလွတ်ပြောပြီးတော့ကျမ်းမှာချင်းချမ်းသာရှင်ပြပါစေလို့ဆိုပြီးတော့ကျွန်တော်မတ်တာပို့တာလိုက်ပါတယ်အားလုံးမင်္ဂလာပါဟုတ်ပြီဒီနေ့ခင်ဗျားတို့စီမှာဆယ်လွတ်အဲ့ဒီဖန်ဆင်းရှင်ဖျားရှိတဲ့အကြောင်းအသက်ရှင်တော်ဖျားဖြစ်တဲ့ရှိတဲ့အကြောင်းကိုတော့ဟောပြီးမှယုံကြည်လက်ခံတော်သူစိတ်နှလုံးအချင်းနဲ့အဲ့ဒီဖျားကိုတန်ခါတော်သူအားလုံးကိုဖျားကိုယုံကြည်တဲ့လူနဲ့လက်စုကိုအောင်မြင်စေရလက်စုကိုအောင်မြင်တော့တကူပေးတယ်အချင်းကိုလည်းပေးမယ်ဒီလောကမှာဘုခနာအသက်တည်ပြီးတဲ့နောက်ပိုင်းမှာလည်းထာဝရအသက်ကိုပေးပြီးတော့ရှင်ပြချမြောက်မယ်လို့ဖျားပြောပါတယ်ဗလေချောင်းဒီနေ့မြေကြီးပြည့်ရှိတဲ့ချိန်မှာလည်းထာဝရအသက်ကိုတို့ကိုပေးပြီးတော့ထာဝရအသက်ဘုံတော်ကိုခါစားစေရမယ်ဖျားတဲ့ခင်ကပြောတယ်ဘယ်နည်းဟောပတ်ချင်တော့ဖျားတဲ့ခင်ကဲမိဟုတ်ကျွန်တော်ဟောလည်းအချင်းလုံးနေစကားဘာမှစကားလည်းမတတ်ဘူးဟောရမ်းသာချိုကချိုကရှောင်းကာမီကပူတယ်လားဘာမှပြီးမပြောနဲ့ဘာမှပြပူခါမှလည်းတော်လည်းမတော်ဘူးမင်းလည်းမမြင်ဘူးစကားလည်းမပြောတတ်ဘူးဘောမချာမင်းနာစင်ကတိကဇောကိခါချင်းအမေမောတဲ့နင်းတဲ့ကမှုဒီတော့ကနေထွန်လို့အချင်းထောင်ဒီမှာတော်တဲ့ချိန်မှာအချင်းသူချင်းအချင်းသားစီမှာလက်ဆောင်ပေးဖို့လည်းဘာကူမှမရှိဘူးအမှားစကားတက်တဲ့လူကိုခမ်းပြီးတော့သူတို့စီမှာဆေးထွက်လိုက်ပါလို့ဖျားကိုကျွန်တော်မြင်လိုက်တယ်အဲ့ကျဘကပဲမဲ့ဖျားတဲ့ခင်ကတော့ခင်သိအိုရင်ဘသူကမကြောက်နေနေတယ်အဲ့ဒီကြားထဲတော့မကြောက်ရှာတော့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဖျားခင်စကားကိုနားမထောင်ဘူးလားအတော်ပဲနေအဲ့ဒီဓမ္မတရားအကြောင်းကိုမဟောပြောဘူးဆိုရင်ဒီလိုရအားလုံးမှာတည်တဲ့အချိန်မှာငရေချစ်ကိုတော့အပိတရားကိုခင်ဗျားပေါ်မှာပုံချမှာဖြစ်တယ်ဒါပေမဲ့သူတို့ကငေါပြောပြီးမှစကားနားမထောင်ဘူးဆိုတော့အနေတေချင်းကိုအောင်မြင်တော့အဲ့ဒီယေရှုခရစ်တခင်ကိုလက်ခံယုံကြည်တော့သူဟာထာဝရတရားမယ်ကျွန်တော်လည်းဒီနေ့အဲ့ဒီဖျားကိုကျွန်တော်ယုံကြည်တယ်ကျွန်တော်တဲပြီးမှရှင်ပြန်ထားမျိုးစေခြင်းနဲ့ဘုရောကိုဝင်စားစေခြင်းနဲ့ဆိုရက်ယုံကြည်ချက်ရှိတဲ့လူရှိရင်ဘသူကမှအတင်းအဓမ္မမဟုတ်ဘူးခန္ဓာလည်းမဟုတ်ဘူးကိုယ်စိတ်နှလုံးသားထဲကလည်းဆုံးဖြတ်ချက်ချပြီးတော့ကိုယ့်ရဲ့လက်ခံယုံကြည်ချက်ရှိခဲ့ရင်ကျွန်တော်လက်ထော်ကြည့်ရအောင်ကျွန်တော်ဟောပြောတဲ့တရားဟာတမာတရားဖြစ်တယ်တမာတရားဖြစ်တယ်လက်ပြောလို့တမာတရားဖြစ်တယ်နော်ဒီနေ့လင်နဲ့စကားမဟုတ်ဘူးဟာတာလေးမဟုတ်ဘူးဒီနေ့အားလုံးဒီနေ့ပြောတဲ့ဟာနော်ဖရားရဲ့လောကပတ်တော်ဖြစ်တယ်တဲ့ကျတို့ပြောလက်ထောက်ပြပါအောင်ခုနလက်ထောက်လိုက်ဒီနေ့နော်ခုပြောတာကဒီမှာတာဝန်ခံမူကြီးတွေထောင်ပါနေဘူမူတွေအားလုံးနော်ဒီနေ့ခင်ဗျားတို့ကျွန်တော်တို့နော်ကနေကျွန်တော်တို့အားလုံးတရားမှာဒီဖက်အခုလူကြီးလည်းတည်မယ်လူငယ်လည်းတည်မယ်တထဲလည်းတည်မယ်ရှင်းရတာလည်းတည်မယ်ခင်ဗျားတို့လည်းထောင်မထွက်မလွတ်ဖြစ်မှလည်းတည်နေတယ်လွတ်ပြမှလည်းတည်နေတယ်ကျွန်တော်လည်းတည်နေတယ်အပြစ်လာမှလည်းတည်နေတယ်ဒါပေမဲ့တည်ချင်းကိုအောင်မြင်တော့သူကဖျားတဲ့ခင်ဗျာဖြစ်တယ်ဟာလေလုယာဟာလေလုယာဖျားကိုယုံကြည်လက်ခံတော့သူဟာထာဝရတိုက်ကိုရမယ်တဲ့သူတို့တည်ပြီးမှလည်းရှင်ပြန်ထမြောက်ခြင်းကိုခံစားရနိုင်မယ်တဲ့အဲ့ဒီတရင်ကောင်းကိုဟောကြောသူကျွန်တော်တို့ဒီကိုလာတာဖြစ်တယ်သူတို့ဒီကိုဝေးကြည့်ကနေလာတာအဲ့ဒီတရင်ကောင်းနဲ့ဟောကြောဖြစ်တယ်အခုနပြောသူလူဆက်ကြီးပြောသူလူပေါ့နော်အဲ့ဒါကိုမပြောဘဲနဲ့သူတို့တည်သွားမယ်ဆိုရင်ရဲသွားမယ်အဲ့ဒီချင်းချင်းခင်ဗျားကိုရည်ယူမယ်ဒါပေမဲ့ဟောကြားပြီးမှကြားနာတော့သူပြီးတော့ယုံကြည်တော့သူဟာထာဝရတိုက်ကိုကြမယ်ဒါပေမဲ့မကြားနာပြီးမှမယုံကြည်တော့သူဟာငရဲကိုပြန်သွားမယ်အဲ့ဒီချင်းကျတော့သူတို့ကိုပဲအပြစ်တင်ချင်းခံရတယ်မဲဆိုတော့ယေရှုခရစ်ကပြောထားတယ်အဲ့ဒီအကြောင်းကိုဒီနေ့အညီကိုရှိမှလာပြောချင်းဖြစ်ပါတယ်ဆိုတာကိုဒီနေ့တရင်တော်ဟောပြောချင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာဘုရားသခင်ကောင်းချီးပေးပါစေဒီနေ့လက်မြောက်တော်သူအားလုံးကဖျားတဲ့ခင်တနေ့ပြီးတနေ့ကောင်းချီးပေးလာလိမ့်မယ်ဒီနေ့လက်ထော်တော်သူတွေအားလုံးယဉ်ချင်းမင်္ဂလာခံတော်သူတွေထာဝရအသက်ရတာမကမယ်ကျမ်းမာခြင်းကိုရလာလိမ့်မယ်အခုနေမကောင်းတဲ့လူရှိလားယဉ်ကျက်တဲ့လူရှိလားဘေဖြတ်နာတဲ့လူရှိလား
လက်ထောင်ပါကျွန်တော်တို့ဆူတောင်းပေးမယ်ကျမ်းမာချင်းချမ်းသာချင်းပေးနာတော့ဖျားတခင်လောကကိုအောင်တော့ဖျားတခင်နတ်ဆုကိုအောင်မြင်တော့ဖျားတခင်ထာဝရတက်ကိုပေးနာတော့ဖျားတခင်ဟာယုံကြည်တဲ့ယုံကြည်ထိုက်တော့ဖျားတခင်ဟာယေရှုဖျားပဲဖြစ်တဲ့ကြောင့်ကိုဒီနေ့ကျွန်တော်တို့တက်တယ်လာခံတာဖြစ်တယ်အရာအလုံးကိုပန်တအောက်စုပြီးတော့ဖန်ဆင်းတဲ့ဖျားဟာသူတဆုတပါးပဲဖြစ်တယ်ရှိတယ်ဆိုတာကိုဒီနေ့အပိုင်တက်တယ်ခံချက်နဲ့ကျွန်တော်တို့ဒီနေ့ဒီခမရရှိကိုလာချင်းဖြစ်ပါတယ်ဆိုတာကိုကျွန်တော်ပြောချင်ပါတယ်ယေရှုဖျားကိုတကယ်စိတ်ထဲမှာတန်တပြီးတော့အာယုံစိတ်ပြီးတော့နော်ဖျားကိုအာယုံပြုတ်ပြီးတော့ဒီကနေ့ပြောတဲ့အတိုင်းပဲပြောကြပါဒီနေ့အားလုံးကိုဆုတောင်းပေးမယ်ဆုတောင်းပေးပြီးမှယေရှုခရစ်တော်ဖျားကိုလက်ခံတဲ့လူအားလုံးကိုကျွန်တော်ဖြစ်ချင်းမင်္ဂလာပေးမှာဖြစ်တယ်အဲ့ဒီအကျဉ်းသားဒီချိန်မှာကပဲနဲ့ဒီကထောင်ပိုင်ကိုလည်းကျွန်တော်ဖိတ်ခေါ်ပါတယ်နှလုံးသားကိုဖွင့်ပြီးမှနော်ကိုယ်နှလုံးသားကိုဖွင့်လာပြီးတော့ယေရှုခရစ်တော်ဖျားဖြစ်တဲ့အကြောင်းယေရှုခရစ်တော်ဟာအရာအလုံးကိုပန်တောင်းတော်ဖျားဖြစ်တဲ့အကြောင်းယေရှုခရစ်တော်တာလည်းယုံကြည်ကိုယ်ွယ်ချက်တော်ဖျားဖြစ်တဲ့အကြောင်းကိုထောင်ပန်နဲ့ဘူးကြီးလေးစက်နှလုံးချက်ကလည်းဖျားပေါ်ရုံပြုပြီးတော့ယေရှုစကားကိုနားထောင်ဖို့ရနဲ့ကျွန်တော်တို့ဖိတ်ခေါ်ချင်ပါတယ်အဲ့ဒီယေရှုဖျားဟာအရာအလုံးကိုတက်ဆွမ်းတာဖြစ်တယ်အဲ့ဒီယေရှုဖျားကိုလက်ခံတော်သူဟာကျွန်တော်တို့ယဉ်ကျေးချင်းမင်္ဂလာကိုပေးမှာဖြစ်ပါတယ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အခုဆုတောင်းမယ်ဆုတောင်းတဲ့အချိန်မှာနော်ယေရှုဖျားကိုကျွန်တော်ယုံကြည်မယ်တည်ရင်နဲ့ကျွန်တော်ရှင်ပြန်ချမြောက်တော့မယ်ကျွန်တော်ထာဝရအသက်ဖျားတင်တာပေးပြီးဒီနေ့ဣတနေ့ကျမ်းမာချင်းချမ်းသာချင်းလွတ်မြောက်ချင်းဝမ်းမြောက်ချင်းပေါင်းချင်းမင်္ဂလာတွေခံဆိုင်တာဖွင့်ရအတွက်ဖျားတခင်ကိုကျွန်တော်ယုံကြည်တယ်ဆိုတဲ့အချင်းကိုဒီတဲ့ညီကူမောင်နှမတွေထဲမှာညီကူတွေထဲမှာယေရှုဖျားကိုလက်ခံတော်သူပေါ့နော်အဲ့လိုစိတ်နှလုံးမှာခံစားချက်ရှိခဲ့ရင်လက်ထောင်ပြီးတော့ဒီကဒီနှစ်ချင်းဒီကချင်းမင်္ဂလာကိုပေးမှာဖြစ်တယ်အဲ့ဒီမတိုင်ခင်လေးမှာကျွန်တော်တို့ဖျားထာမှာဆုတောင်းမှာဖြစ်ပါတယ်ဒီပီလอินนักอมโลจะอัดถอดอินกันถอดมาแล้วกุดอัดเชื่อมีโป้คือဒီပီပပစမံပြက်လို့စေတိထက်นักเต็มการนำเมนูซ้อมดีแรงแล้วซ้อมอะไรปังงาที่สุขรีจะกันซุ่มเวลุงจะนั่นหนักกันในจังกันปะเทียนอาศัพตุปะเทียนอมตีกันไทยเดียกุดเทียร์มีโพลที่ปีกันเปียกเลี้ยวนาเช่ที่นี่เนี่ยชาตินาเรื่องนี้ชาติที่ว่าอยู่ที่เราเราตัวเราที่เราเรื่องแต่เราช่วยดูดีมาเราดูกันเราดูกันดูดีการชีวิตมาคุณเนี่ยเราจะดูด้านเราเช่นที่ไปสุดาปัตตามาสุไม่ใช่การเกี่ยวกับมาเนี่ยต้องไอ้ตริงกองเลยกูจนเราลุงเจ้าหน้าผู้ใหญ่ကျွန်တော်အချင်းနဲ့နည်းနည်းယူတာဖြစ်တယ်။ဒီကဘူကြီးကထောင်ပန်ကအစားအလုံးဝန်ထန်ရေးပေါ်ရေးပြည်ကလည်းကျွန်တော်တို့ကိုအချင်းပေးတဲ့အတွက်ကြောင့်ကျွန်တော်တို့အရာကိုကျေးဇူးတင်တယ်။ကျွန်တော်တို့လည်းပြည်ထေရိုးကြီးမှာအခွင့်တောင်းထားတယ်။ပြီးတော့ပခုမှရှိတဲ့ငွေကျေးဇူးမှုရှိမှလည်းခွင့်တောင်းထားတယ်။တိုင်းရင်းမှုရှိမှလည်းကျွန်တော်တို့တွားပြီးတော့ခွင့်တောင်းထားတယ်။အဲ့ဒါလည်းအလူကသူတို့ကဖျားရဲ့ကျေးဇူးတော်ကြောင့်ပေါ့နော်ယေရှုခရစ်တော်နာမတော်ကိုကျွန်တော်တို့လက်ခံနဲ့အခွင့်လည်းပေးတယ်။မိမိစားလည်းထုတ်ပေးလိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့လည်းလူဒီမှာHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
man se lo thiang tha rau te lau chun thầy du nun a sulam zai a ngày lâu cho nak ruang le thiam nak in a silau a thiang tha rau thong long long in a si be bi dam na thầy du nun chom tu tu a thiang tha rau thong long long in a si tha rau nuk lo be bi chom tu a si thang chat ha hi mi kip ni kan sak chiao sim han se lo thiang tha rau te lau chun mi kip nun a thil di kho na kum lau o that ruang le thiam nak in a silau a thiang tha rau thong long long in a si bi bi dam nak thầy du nun chom tu tu a thiang tha rau thong long long in a si tha rau nuk lo bi bi chom tu a si thian xin a tha za chu kan cham chiao sim han se lo thiang tha rau te lau chun nung pathian xin a phan khâu lai lo kan pathian chu tha rau in bia ka her thiang tha rau thong long long in a si bi bi dam nak thầy du nun chom tu tu thiang tha rau thong long long in a si tha rau nuk lo bi bi chom tu a si thian rian hi mi kip ni kan tuan chiao sim man se lo thiang tha rau te lau chun kri fa bu le mi pi dam ter lau in zo ter tu le boy ter tu kan si ton thiang tha rau thong long long in a si bi bi dam nak thầy du nun chom tu tu thiang tha rau thong long long in a si tha rau nuk lo bi bi chom tu a si tha rau nuk lo bi bi chom tu a si a thiang tha rau thong long long in a si kwana tai swallow rak pan ve chang mit thi he kan so rak pan ve chang